ဖို့တယောက်ဒီမြေကြီးပေါ်ကရွှေတုံးများကိုကောက်နေသည်နောက်ဆုံးတတုံးကိုကောက်ယူလိုက်သည့်အချိန်တွင်သူသည်လက်ထဲ၌ခွက်ထားသောကြောက်ခဲတစ်လုံးကိုပါတိတ်တဆိတ်ကောက်ကိုက်လိုက်သည်အဆိုပါအချိန်၌ပင်အရာရှိကသူ့ကိုပစ်တိုင်ရန်အမိန့်ပေးလိုက်တော့သည်အဖိုးအိုကကြောက်ခဲကိုမိုင်းတစ်လုံးစီသို့အမြန်ပစ်ပေါက်လိုက်ရာပောက်ကွဲမှုဖြစ်ပွားသွားသည်အရာရှိသည်ပြားတလေဖြစ်သွားပြီးစသားများကိုရှေ့တေသို့ပစ်ခတ်ရန်ခိုင်းစီတော့လဲမမျှော်လင့်ထားသောအရာတစ်ခုဖြစ်ပျက်ခဲ့သည်အဖိုးအိုသည်တန်အိုးတစ်လုံးကိုအသုံးပြုကကြီးစံအားလုံးကိုကာကွယ်လိုက်ခြင်းဖြစ်သည်ကပတိန်အမေရိကတောင်မှ၎င်းကိုမြင်ရဲ့အထင်ကြီးသွားပြီးခင်ဗျားကတော့တခေတ်ကိုထူးခြားတဲ့သူပဲဟုဖြိုးမိပေလိမ့်မည်အဖိုးအိုတည်ဆုံးသွားပြီဟုထင်မှကအရာရှိကဖိတ်ခတ်မှုကိုရပ်တန့်ခိုင်းပြီးစစ်သားတယောက်ကိုတွားရောက်စစ်ဆေးခိုင်းသည်ထို့သောစစ်သားအနားသို့မရောက်မီမှာပင်မိုင်းတစ်လုံးပြန်တက်လာကပောက်ကွဲသွားပြီးအဆိုပါစစ်သားချက်ချင်းတည်ဆုံးသွားခဲ့သည်ထို့နောက်အရာရှိကနှစ်ဖက်စလုံးမှာနောက်ထပ်စစ်သား2ယောက်ကိုဆေးရွက်ခဲ့တော့လေ၎င်းတို့သည်3စက္ကန့်ပဲမခန့်ပဲအသက်ခံလိုက်ရပြန်သည်မိမိလူများတည်ဆုံးသည်ကိုမြင်တော့အခါအရာရှိသည်လမ်းရှင်းပေးရန်အတွက်အမျိုးသမီးအချင်းစာ2ယောက်ကိုရှေ့တို့ရန်အတင်းအကျပ်ခိုင်းစီတော်သည်ထို့သောအတွင်းအဖိုးအမမှုလွတ်မြောက်သွားခဲ့ပြီးဖြစ်သည်အာအင်ကုန်ခန်းနေတော်သူသည်ပျက်စီးနေသောကားတစ်စီးအောက်၌လဲလောင်းနေသည်သူသည်မိမိရဲ့တန်ရကိုခါပါဖြင့်စီးနှောက်သည်မိသည့်ဆေးဝါးများမပါဘဲဒီဆန်ကိုတိုင်ထုတ်ယူခဲ့သည်နာကျင်မှုမှာပြင်းထန်လွတ်လာသဖြင့်သူတတိလက်သွားခဲ့သည်ရန်သူစစ်သားများသည်သူ့ကိုအနက်ခံရှာဖွေရန်လေ့ကျင့်ထားသောခွေးများနှင့်အတူနီးကပ်လာနေပြီဖြစ်သည်အဖိုးသည်အထများကြားသောအခါနိုးလာပြီးရွှေများကိုအမြန်သိမ်းဆဲကကားအောက်၌ပင်ပြန်လဲပုံအောင်နေလိုက်သည်စစ်သားများကသူ့ကိုမတွေးတော့လေခွေးတစ်ကောင်ကမှုသူ့ရဲ့တွင်းနှံကိုရသွားသည်အဖိုးသည်ရန်သူချစ်ကားတစ်စင်းအောက်သို့တွားသွားပြီးဓာတ်စီတိုင်းကြီးကိုဓာတ်ဖြင့်လိခဓာတ်စီများကိုမိမိကိုယ်ပေါ်သို့လောင်းချလိုက်သည်၎င်းသည်မိမိရဲ့အနံ့ကိုဖုံးကွယ်နိုင်လိမ့်မည်ဟုသူထင်မှတ်ခဲ့တော့လေအမကြီးမားသွားခြင်းဖြစ်သည်ခွေးသည်ဓာတ်စီနှံကိုပါရသွားပြီးဟောင်းပါတော့သည်စစ်သားများကကားကိုရက်ကထိုနေရာကိုစတင်ရှာဖွေကြသည်အဖိုးသည်အခွင့်အရေးကိုမြင်သည်နှင့်မျက်စိတို့ထပ်ပြေးတော့လေခွေးကသူ့ကိုထပ်မံတွေ့ရှိသွားပြန်သည်စနိုက်ပါသူမကသူ့ခြေထောက်ကိုပစ်လိုက်သည်အရာရှိကသူ့ကိုအရှင်ဖမ်းရန်အော်ဟစ်အမိန့်ပေးသည်ခွေးကသူ့နောက်သို့လိုက်လံဖမ်းဆီးတော့လေအဖိုးအိုကတင်းငင်းစွာပင်မိချစ်ချစ်ကမိမိကိုယ်ကိုမိရှို့လိုက်သည်ခွေးမှမိတော်ကြောင့်ကြောက်လန့်ကရပ်သွားသည်အဖိုးအိုသည်ပြေးသွားပြီးမြစ်ထဲသို့ခုန်ချလိုက်သည်စစ်သားများကသူ့ကိုပြစ်ခတ်ကြတော့လေသူသည်ရေထဲသို့ရောက်အောင်တွားနိုင်ခဲ့သည်သူတေဆောင်လာသောရွှေများ၏အလေးချိန်ကြောင့်သူသည်ရေအောက်သို့နှိမ့်မြုပ်ပျောက်ကွယ်သွားသည်စစ်သားများမှရေမကူးတတ်သည်သူ့နောက်သို့မလိုက်နိုင်ကြ။နိုင်ဝက်ခဏကြာတွင်အဖိုးအိုသည်အသက်ရှူရအတွက်ရေဘောသို့ပြန်တက်လာသည်သူ၏ဦးခေါင်းပေါ်လာသည်နှင့်စနိုက်ပါသမားကထပ်မံပစ်ခတ်လိုက်ရာရေထဲ၌သွေးများပြန်နှံသွားသည်အရာရှိကရွှေများကိုပြန်ဆင်ရန်အတွက်ရေငုပ်သမားတစ်ယောက်ကိုလွှတ်လိုက်သည်သို့တော့ရေငုပ်သမားရေအောက်ခြေသို့ရောက်သောအခါအဖိုးအိုက၎င်း၏လေပင်ကိုလီးဖြတ်ကအောက်ဆီဂျင်ဘူးကိုလူယူလိုက်သည်လေပေါ်ရှိစစ်သားတစ်ယောက်သည်ထိုဖြစ်ရပ်ကိုမြင်သွားပြီးထိတ်လန့်သွားသည်သို့တော်လည်းအရာရှိကနောက်ထပ်လူများကိုရေငုပ်ရန်ခိုင်းစီပြန်သည်သို့တော့ငစက်ကအတွင်းမှာပင်ရေများသည်တဖန်ပြန်လည်နှီးရဲသွားပြန်သည်တုံလုံး6ချာနေသောစစ်သားများသည်စွခွာရန်ပြင်ကြသည်ထိုရုပ်ထဲထဲဖိနေစေတွင်စစ်သားတစ်ယောက်သည်မိမိရဲ့ရဲဘော်တို့၏ကြည်စံအမှတ်မတင်ထိမှန်သွားခဲ့သည်ထို့နောက်စနိုက်ပါသမားကစက်တေး၌အကြီးစားဖြင့်စတင်ပစ်ခတ်သည်သို့တော့ယခုတစ်ချိန်တွင်အဖိုးအိုသည်တေဆုံးသွားသောစစ်သား၏အလောင်းကိုတိုင်းအဖြစ်အတုံးချကထွက်ပြေးလွတ်မြောက်သွားခဲ့သည်အရာရှိသည်ထိုမိကွင်းအလုံးကိုတုံလှုပ်စွာကြည့်နေမိသည်